ကောင်မလေးကရိုးရိုးရှင်းရှင်းစံပြုတ်တစ်ခါပဲချက်ပေးခဲ့တာပါဒါပေမဲ့အစားတောက်ဆိုရင်အရန်ကြီးများပြီးစားလိမ့်မရှိတဲ့ CEO ကိုတော့အားပါတရားစားခြင်းစီဖြစ်ပေါ်စေခဲ့ပါတယ် CEO ကအရင်ကအိမ်ဖော်ပေါင်းတင်ဟာကျော်ကိုတော့အလုပ်ထုတ်ခဲ့ဖူးတာမို့ဒါကိုမြင်လိုက်ရတဲ့အိမ်စီတွေအားလုံးအန်အောမင်သာသွားကြပါတယ်အဲ့ဒီကောင်မလေးက CEO ကိုစိတ်ချနဲ့အောင်လုပ်ပေးနိုင်တဲ့ပထမဆုံးလူသားပါပဲဒါပေမဲ့ကောင်မလေးက CEO ကိုစံပြုတ်ထက်ခဲ့ပေးဖို့လုပ်တုံးပါပဲသူမရဲ့ရင်ဘက်ကကျဲတီလေးကစံပြုတ်ပန်အော့ထန်ကိုရံပရက်ပြုတ်သွားခဲ့ပါတယ်ကောင်မလေးလည်းအရန်ရှက်သွားပြီးအချက်တကွဲမထည့်ရလေအောင်သူမအလုပ်ထုတ်ခံရတော့မယ်လို့တွေးပြီးအခန်းထဲကိုအမြန်ပြေးဝင်သွားပါတော့တယ်ကောင်မလေးကအလုတ်ကနေမိမိသဘောနဲ့မိမိထွက်စာတင်ဖို့ဆုံးဖြတ်လိုက်ပြီးအထုပ်အဖို့နေအစားတင်ပါတော့တယ်။ဒါပေမဲ့အိမ်ထင်းကြီးစီကနေ CEO ကညနေပိုင်းမှာသူမချက်တဲ့ဆန်ဖရိုကိုထပ်ထောက်ချင်သေးတယ်လို့စာတို့တစ်စောင်ပို့လာပါတယ်။ဒါကိုသိလိုက်ရတဲ့အခါကောင်မလေးဟာအလုံးမထုတ်ခံရတော့ဘူးဆိုပြီးအရန်ဝမ်းသာသွားခဲ့ပါတယ်။ဒါကြောင့်ညနေပိုင်းမှာ CEO အတွက်ဆန်ဖရိုတစ်ခွက်ကိုအသေးအချာဂီယူတစ်ဆိုင်ချက်ပေးခဲ့ပါတယ်။ဆန်ဖရိုတောက်ပြီးရဲ့နောက်မှာတော့9နှစ်တိုင်အိမ်မပျော်တဲ့ယောဂခံစားနေရတဲ့ CEO ဟာပထမဆုံးအချိန်ဖြစ်နှက်ချိုက်ချိုက်အိပ်ပျော်သွားပါတော့တယ်။အဲ့ဒီအချိန်မှာ CEO ကအိမ်ရဲ့အခန်းတိုင်းမှာ CCTV တွေတက်ထားတာကိုသတိရောက်သွားပါတယ်။သူကကောင်မလေးရဲ့အခန်းထဲကကင်မရာကိုပိတ်ပေးဖို့လုပ်လိုက်တဲ့အချိန်မှာပဲသူမကသူငယ်ချင်းတယောက်နဲ့နောက်ပြောင်ပြီးဖုန်းပြောနေတာကိုကြားလိုက်ရပါတယ်။ကောင်မလေးကသူမဒီကိုနာနီအထစ်လာလို့တာဟာ CEO နဲ့လက်ထပ်ပြီးငွေကြေးချမ်းသာတဲ့ဘဝကိုပိုင်ဆိုင်ခြင်းလို့ပါဆိုပြီးနောက်ပြောင်ပြောဆိုနေတာပါ။ CEO ကကောင်မလေးရဲ့စကားကိုအတိမတ်သွားပါတယ်။သူဟာငွေမတဲ့မိန်းကလေးတွေကိုအမုန်းဆုံးလူဖြစ်ပါတယ်။ဒါကြောင့်ကောင်မလေးဖုန်းချလိုက်တာနဲ့တပြိုင်နက် CEO ရဲ့လက်ထောက်စီကနေအလုပ်ထုတ်ခံရကြောင်းအကြောင်းကြားစာရောက်လာပါတော့တယ်။ကောင်မလေးကများဇဝေးဇဝါထစ်သွားပြီးမဲ့အထုပ်ပိုးတွေတင်ပြီးထွက်သွားယုံကလွယ်လို့ဘာမှမတက်နိုင်ခဲ့ပါဘူး။ဒါပေမဲ့သူမထွက်သွားလာတဲ့တပြိုင်နက် CEO ကသူမချက်တဲ့ဆံပြုတ်မှုပြန်လဲလွှမ်းဆွတ်လာပါတယ်။လက်ထောက်ကကောင်မလေးထွက်သွားပြီးဖြစ်ကြောင်းပြောပြတဲ့အခါမှာတော့ CEO ကချက်ချင်းပဲနောင်တအနှဲငယ်ရသွားပါတယ်။အဲ့ဒီအချိန်မှာ informally တယောက်ကလည်းသူမလည်းဆံပြုတ်ကိုအိတ်လောက်ကောင်းအောင်ချက်နိုင်ပါတယ်လို့ဝင်ပြောပါတယ်။ဒါပေမဲ့သူမချက်တဲ့ဆံပြုတ်ကိုမြင်လိုက်ရတဲ့အခါ CEO ရဲ့စားချင်စိတ်တွေလုံးဝပျောက်ဆုံးသွားခဲ့ပြီးကောင်မလေးကိုပြန်ခေါ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။တစ်ဖက်မှာလည်း CEO ရဲ့အိမ်ကအရန်ဝေးလွန်းတာကြောင့်ကောင်မလေးဟာတက်စီတစ်စီးတောင်မရပဲအထုပ်တွေကိုဆွဲပြီးလမ်းလျှောက်ပြန်နေရပါတယ်။အဲ့ဒီအချိန်မှာလူမိုက်တယောက်ကကားဘောကဆင်းလာပြီးသူမရဲ့လမ်းကိုပိတ်လိုက်ပါတယ်။သူကကောင်မလေးကိုကားဘောအတင်းဆွဲတင်လို့ကြိုးစားတဲ့အခါကောင်မလေးကအရန်ကြောက်ပြီးအကြဲကြီးအော်ဟစ်လိုက်ပါတယ်။သူမအားကိုးရမယ်နေတဲ့အချိန်မှာပဲ CEO ကသူတို့ကိုတွေ့သွားခဲ့ပါတယ်။ယင်းဒီပြီးသား CEO ကိုမြင်လိုက်ရတဲ့အခါကောင်မလေးကသူ့စီကိုချက်ချင်းပြေးသွားပါတယ်။ CEO ကလူမိုက်ကိုပြင်းပြင်းထန်ထန်ကန်ထုတ်လိုက်ပြီးရဲခေါ်ဖို့သူ့လက်ထောက်ကိုအမိန့်ပေးလိုက်ပါတယ်။ကားပေါ်ရောက်တဲ့အခါကောင်မလေးကသူမကိုဘာကြောင့်အလုပ်ထုတ်ခဲ့တာလဲလို့ CEO ကိုမေးပါတယ်။ CEO ကလည်းသူမရဲ့တငယ်ချင်းကိုပြောခဲ့တဲ့စကားတွေကိုပြန်ပြောပြပါတယ်။အဲ့ဒီတော့မှကောင်မလေးဟာ CEO သူမအပေါ်အထင်လွဲသွားတာကိုသိလိုက်ရပါတယ်။အထင်လွဲမှုဒီရှင်းလင်းသွားပြီးနောက်မှာတော့ CEO ကကောင်မလေးကိုအိမ်ပြန်ခေါ်လာပြီးအလုပ်ပြန်ခန့်လိုက်ပါတယ်။ဒါပေမဲ့ကောင်မလေးပြန်ရောက်လာတာကိုမြင်တဲ့အခါအဲ့ဒီ informally ကတော့လုံးဝမကြည်မနှက်ဖြစ်နေပါတယ်။နောက်တနေ့မနက်မှာတော့ကောင်မလေးအတစ်ချက်ပေးတဲ့ဟင်းရကိုစားပြီးတော့ CEO ကသူမရဲ့လက်ရကောင်းပုံကိုမချီကျူးပဲမနေနိုင်အောင်ဖြစ်နေပါတယ်။အဲ့ဒီအချိန်မှာပဲ CEO ရဲ့အမေကရုတ်တရက်အခန်းထဲကိုပြေးဝင်လာပြီးကောင်မလေးချက်တဲ့အစားအသောက်တွေဟာမတန်ရှင်းဘူးလို့ပြောလိုက်ပါတယ်။ဒါဟာ informally ကကောင်မလေးကိုအကွက်ဆင်ပြီးဟင်းရတွေထဲမှာအစားစားခြင်းစိတ်ဖြစ်ပေါ်စေတဲ့ဈေးဝါတွေထည့်ထားပါတယ်ဆိုပြီးဆွဆွဲခိုင်းထားတာပဲဖြစ်ပါတယ်။